တို့နဲ့ငါမီးရောလှုပ်တစ်ခုအဲ့ချေလို့ ငါမလုပ်ချင်ဘူးစားတယောက်ခံလိုက် မီးကူညီဖေးပါဖြစ်မှာမင်းတကယ်ချင်းစီယာငါတို့ဘောကိုပြန်ကျသွားတယ် ဟာစီယာဟုတ်ပြီငါဘယ်လောက်ရမှာ အကိစ္စစီပြင်းငါတို့ဘောကမီးကို3900ပေးမယ် အောင်းပြီသူရှိတတ်တဲ့နေရာငါအတိအကျသိ သုံးနဲ့ စီယာမင်းနဲ့ငါမိတ်ဆွေတွေပဲဒါရဲ့ကိစ္စကိုတဲ့ပဲပြောမယ်ရွှေရိုးကိစ္စမင်းလက်ချက်မလား ရွှေရုပ်ဟုတ်လားဒီမှာလေ မင်းနဲ့ငါတငယ်ချင်းတွေပဲဆိုတော့မင်းငါအကြောင်းသိပါတယ်အိတ်ထဲကရွှေကိုငါ့ကိုအေးဆေးပေးလိုက်ပါ ဒီမှာရောက်မင်းလာလန်းတန်းကိုအေးဆေးလှည့်ပြန်သွားလိုက်ငါတငယ်ချင်းဆိုတဲ့မျက်နှာကြီးထောက်ထားနေမှာမဟုတ်ဘူး ကောင်းပြီလေမင်းရွေးချယ်တဲ့လမ်းပဲပေါ့ ခဏလေးသက်ဆိုင်ကိုဘိုင်ကောင်းနဲ့လွှတ်လိုက်မယ် ဆရာကျွန်တော်ပစ္စည်းရလာပြီ မင်းသားအတူကြီးကလည်းနာလိုက်တာကွာ မင်းကဓာတ်အတူနဲ့ထိုးခံရတာငါကြည်တဲ့စနဲ့ပြစ်ခံရတာကွာငါ့ကိုအပြတ်မရှင်းတော့တာပဲကံကောင်းတယ်ခဏရွှေရိုးကရော ရွှေရုပ်ကစိတ်ချတဲ့ဒလီနဲ့ပို့လိုက်ပြီကွာအေးမင်းနဲ့ငါနဲ့နှစ်ယောက်တူထွက်ဖို့လေလက်မဲ့လည်းအသင့်ဖြစ်နေပြီကိုကောင်းတော့ခုလောက်ဆိုရင်အတူကြီးနဲ့ပျော်နေတော့ပြီကွာ